ခင်မွန်းရဲ့ဂုံတိတ်ခါကိုခြာနေရင်စီဖြိုးရဲ့ရုပ်ရှင်ကိုကြော်ညာခဲ့ကြောင်းသတင်းတွေထွက်ပေါ်နေတဲ့ဒေါ်တီတီဝင်းတရုတ်ဆောင်စီဖြိုးရဲ့မိခင်ဒေါ်တီတီဝင်းကတော့ပြီးခဲ့တဲ့ရက်ပိုင်းမှာခင်မွန်းတဲ့ဖောက်ပြန်နေဆိုတဲ့သတင်းတွေထုတ်လွှင့်ခဲ့တာပါဒေါ်တီတီဝင်းကမြန်မာနိုင်ငံရဲ့နာမည်ကြီးအကြောင်းမြင်ဆရာမကြီးတူဖြစ်တယ်လို့အလိုတန်းလဲရရောတဲ့သူပါရှင်ဒီလိုလူမျိုးစီမှာလူမှုရေးဖောက်ပြန်မှုပြဿနာတွေကြုံတွေ့နေရတဲ့ဆိုတဲ့သတင်းကြောင့်ပြည်သက်တွေကတော့ဒေါ်တီတီဝင်းကိုအသနာပို့ခဲ့ကြပါတယ်မကြီးမငယ်နဲ့ဖောက်ပြန်နေဆိုတဲ့စီဖြိုးရဲ့ဖခင်ဒေါ်တီတီဝင်းရဲ့ခင်မွန်းကိုလည်းဝေဖန်ခဲ့ကြတာပါဒါပေမဲ့မြန်မာနိုင်ငံရဲ့ထုံးစံအရဘာပွဲနေနေ9ရက်စောင့်ကြည့်ရမယ်ဆိုတဲ့အတိုင်းရန်နေငယ်ကြတဲ့အချိန်မှာဒေါ်တီတီဝင်းရဲ့ခင်မွန်းကိုဝေဖန်ခဲ့သူတွေခမခင်မွန်းမို့ကြီးဖြစ်သွားရရှာပါတယ်ဒေါ်တီတီဝင်းနဲ့သူ့ရဲ့ခင်မွန်းတို့ကပြန်လဲအဆင်ပြေလို့ခီးတွေတောင်အတူတူသွားနေခဲ့ပါပြီရှင်နောက်ထပ်တစ်ခုကတော့အခုလိုခင်မွန်းတဲ့ဖောက်ပြန်နေဆိုတဲ့သတင်းကိုထုတ်လွှင့်ရတာကဒါဖြစ်သူစီဖြိုးကြောင့်လို့နီးစပ်ရလူတချို့ကပြောလာကြပါတယ်ဒေါ်တီတီဝင်းပွဲရှာတဲ့အချိန်ကတိတ်တိတ်ဆိုင်ဆိုင်ပဲစီဖြိုးရဲ့ပထမဆုံး producer လုပ်ပြီးထုတ်လုပ်ထားတဲ့ညာမွေးပန်းလေးရဲ့ကြောက်ပစုံရုပ်ရှင်စကားကြီးရုံတင်ပြသနေတာပါစီဖြိုးဟာဒီရုပ်ရှင်အတွက်ကိုပိုင် Rolex နိုင်တစ်လုံးကိုရောင်းချခဲ့ရတယ်လို့ဇနီးဖြစ်သူခင်လွမ်းရဲ့စိန်တန်စာတွေကိုပါဆွလုပ်ခဲ့ရတယ်လို့ပြောထားပါတယ်ဒါကြောင့်စီဖြိုးတို့မိသားစုတွေကဒီကားကိုအယုံဆိုင်မိစေဖို့ရုံတင်ဝင်ငွေရစေဖို့ဖခင်တယောက်ရဲ့ဂုဏ်သိက္ခာကိုခြံနေလိုက်တာဖြစ်နိုင်တယ်လို့ထင်ကြေးပေးနေကြတာပါဒါကတော့ထင်ကြေးသက်သက်ဆိုပေမဲ့ပွဲဖြစ်တဲ့အချိန်နဲ့စီဖြိုးရဲ့ထုတ်လုပ်ရေးရုပ်ရှင်ရုံတင်တဲ့အချိန်ကကွက်တီးကြနေတာကတော့စဉ်းစားစရာပါပိုပြီးဝေဖန်စရာဖြစ်သွားတာကတော့ဒေါ်တီတီဝင်းကိုယ်တိုင်ကသူမရဲ့ Facebook post တွေအောက်မှာရုပ်ရှင်သွားကြည့်ထားတဲ့ပရိသတ်တွေရဲ့လက်မှတ်ဖြတ်ပိုင်းတွေကို comment မှာပြသပေးဖို့တိုက်တွန်းနေတာပါဒါကသားဖြစ်သူရဲ့ရုပ်ရှင်ဇာတ်ကားအောင်မြင်ဖို့စ조사ပေးနေတာဆိုပေမဲ့တစ်ဖက်မှာတော့လူအများရဲ့အသနာကျူနာတတ်မှုကိုအသုံးချပြီး promotion ဆင်းနေတယ်လို့ဖြစ်သွားခဲ့ပါတယ်ဒေါ်တီတီဝင်းကတကယ်ပဲခင်မွန်းဖြစ်သူရဲ့ဖောက်ပြန်ခံရတဲ့အမျိုးသမီးဖြစ်ခဲ့တာလားဒါမှမဟုတ်သားဖြစ်သူရဲ့ရုပ်ရှင်အောင်မြင်ရေးအတွက်လူအများရဲ့အာရုံစိုက်မှုကိုအခွင့်ကောင်းယူခဲ့ရလားဆိုတော့ comment မှာပြပြခဲ့ပါအောင်ရှင်